ဂျာမနီမှာအလုပ်လုပ်နေပေမဲ့ဂျာမန်စာကအခုမှလေးလာနေစေမို့ထိုင်းနေနဲ့ပဲအတူတူအလုပ်တွေလုပ်ရမယ်ဆိုတော့ကျေနပ်ပြီးတော့ပျော်ရွှင်ခဲ့ပူပါတယ်ရှင်။အဲ့အတွက်တော့ပထမအဆုံးလုပ်ရတဲ့အလုပ်ကစိတ်ဖိစီးမှုတွေပင်ပန်းမှုတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒီအလုပ်ကတော့ဂျာမနီနိုင်ငံမြို့နစ်မြို့နီနာကအဲဒီန်လို့ခေါ်တဲ့မြို့ငယ်လေးကဒီဓမ္မအဲဒီန်ဆောင်တာမှဖြစ်ပါတယ်ရှင်။ကိုယ်တိုင်မထင်မှတ်ပဲကြုံခဲ့ရတဲ့အတွေ့အကြုံတွေအများကြီးကိုစိတ်ဝင်စားတဲ့လူတွေရှိလာတဲ့အခါကျရင်တော့မျှဝေပေးခြင်းပါတယ်ရှင်။ကိုယ်နိုင်ငံမှာကိုယ်တက်အများကြီးခက်ခဲတဲ့လူတွေရှိနေတဲ့အတွက်ညီညူတာမျိုးလည်းမလုပ်ချင်ပေမဲ့အတွေ့အကြုံလေးကိုမျှဝေပေးခြင်းအောင်သက်ပါရှင်။ကြည့်ရှုနာဆင်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။